ထူးတဲ့ဗျာ Skibidi Toilet အားပြီးတီဆောက်လိုက်ပြီဖြစ်ပါတယ်ဟုတ်ပါတယ် Skibidi နိုင်ငံတော် official ဖြစ်သွားပြီကင်မရာမန်တိုက်ပြီးရရောဘယ်လိုတုံ့ပြန်မလဲဒီဟာတော့ကြောတွေဒီဗီဒီယိုမှာကြည့်တော့ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ရောဘယ်ဖက်မှာပါသေးလဲကျွန်တော်ကိုယ်တိုင်ကလည်းဗီဒီယိုမလုပ်ဘဲနဲ့လာပေါင်းမြတ်စွာပျောက်နေရကြောင်းမလို့အဖိုးကြီးဖြစ်သွားပြီဗျာဟုတ်ပြီကျွန်တော်ခုကတော့ Skibidi Toilet တယောက်ပြီးသားစွာနဲ့စစ်ပြေပြင်ကိုရလိုက်ဖြစ်တယ်ဟေးအရှိရအကောင်ဟေးအောင်မင်းတို့ကင်မရာမန်တွေလားအေးငါမင်းတို့ပြည့်ရတော့မဲကွာဟာဘေးဟာဘေးဟာအေးအောင်နာရီလိုက်အောင် TV လိုက်အောင်ဟေးအပေါ်ချင်းဟုတ်ပြီအပေါ်ကျော်ချင်းနေအပေါ်တိတ်မရောက်သေးဘူးဟာရောရငါမျိုးချိန်ထားပေးရဒါပေမဲ့အပေါ်ပြည့်လို့မရဘူးရအောင်အနီးကဒီလိုလေးပဲပြည့်ရမယ်ထင်တယ်ရအောင်ဒီမှာကြည့်တွေ့ရဗျာဒီမှာဒီကောင်တော်တော်နာနေရဒီမှာကျော်သူလေစားနဲ့ဖြစ်တယ်မှရှိဒီကောင်ပြုတ်ရှာလောင်းမှထင်တယ်ဟာကျော်ရဲ့ Skibidi ရဲဘော်ကြီးဗျာဟောရမင်း MVA မလားရောမင်းဒီတပ်မှုဒုတိယထဲမှာမင်းပထမဆုံးလာမလားအေးဟုတ်တယ်ရောကျွန်တော်ပဲရောတာ Okay ဆိုတော့ကျော်တွေဒီမှာပြက်မယ်ရောဟာဟိုကင်မရာမန်ပြက်ရောအဲ့ကောင်ပြက်sorry အကိုကြီးလား sorry ရာမင်းကြည့်ကြလေလို့မင်းကပြစ်မိနေဦးမယ်ဟုတ်ပြီရာကျွန်တော်တော့ကြည့်ကြပါမယ်အေးအဲ့ဒါတော့ကင်မရာမန်ထင်နေရအောင်အဲ့ကောင်တော့ငါပြစ်ပြီးအောင်ငါဒီကောင်နဲ့ဒီအပေါ်တော့အတင်းနဲ့ထက်ချိန်ကွာ Okay တော်ကျွန်တော်ပြစ်တာရက်မယ်ပြစ်တာရက်မယ် Okay ကျွန်တော်လေးပေါ်ပြန်ရအောင်ဗျဝေးယေကျွန်တော် Skibidi Toilet လေးပေါ်ရက်ပြီဗျာ Skibidi pop yes Skibidi pop beep Skibidi top yes ဟာကျိုးတော့လိုက်ကျိုးအားပြဆူရမယ်ခါမေဟာဝါရောမင်းတို့ပြစ်ပြီးအောင်ကျွန်တော်ကင်မရာမန်ဟဲ့အဲ့ဒါ speaker မင်းပြစ်စမ်းအေးဟုတ်လေကွာပြစ်အောင်အေးအဲ့ကောင်ပြစ်ရီပေးလောက်ကွာသူတို့ဟောအေးနေပါငါပြက်နေရအောင်ဟာဘယ်လိုဖြစ်လဲကျွန်တော်ခံတော့ကွာမီးကိုထွက်လာဟာဒီဘောကျွန်တော်ခေါင်းဘူးလိုက် no ကျွန်တော်ဘာဖြစ်သွားပြီလဲ Skibidi pop yes ဟာကျွန်တော်မျက်နှာစုပ်ပြတ်သွားပြီသွားပြီကျွန်တော်မျက်နှာစီကနေစတစ်ကာကြီးခွာလိုက်လို့ဖြစ်သွားရဟုတ်တော့ကျွန်တော်တနေရာထဲမှာရက်နေရကြီးရကျွန်တော်ဒီကောင်ကြီးထိန်းချုပ်နေရမဟုတ်ဒီမှာကျွန်တော်ဆေးကူးသားနဲ့ရဲဘော်ကျွန်တော်ဆေးကူးသားနဲ့ကျွန်တော်ခုတော့တက်ရှင်လိုက်ဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ပြန်မတည်သွားပါခင်ဗျာဟုတ်ပါတယ်ကျွန်တော် revive button ကိုနှိပ်လိုက်ရပေါ့နော် micro ထဲမှာတည်သွားတဲ့အတွက်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီမှာဒီ second ကိုကျွန်တော်တိမ့်ပန်းရမှာဖြစ်ပါတယ်ဒီမှာတော့တိတတာပဲဒါ cameraman second ဗျ okay ကျွန်တော်ကတော့ fighter လိုပဲဝင်သွားရလေ fighter လိုဝင်သွားမယ်ရနည်းနည်းခုံရအောင်ထင်တယ်အေးအမ enemy လောက်ကြပါဦး enemy ရောငါမျိုးပြစ်ပြီးအောင်ရောနားလာပြောစေဟဲ့ရောနားပြီးလိုက်ရောဟာရောဘယ်လိုခံစားရလဲရောအကူကြီးဘယ်လိုပါလဲဗျာကျော်ဖေးလေးရက်ပူသေးပြီအကူကြီးရက်ပါဗျာအကူကြီးကိုရက်ဖို့ကျော်ဘာလို့မရမလဲအေးရောမင်းအဲ့လောက်သိချင်လားမင်းသိချင်လားရောသိချင်တယ်ကိုပြောပါကျော်ဖေးလေးတော့တော့ဟုတ်ပြီငါပြောပြပေးရောအေးမင်း Facebook ပေါ်သွား MVL apostrophe S လို့ရှာလိုက်အဲ့ဒါငါရဲ့အဆိုင်ပဲကွာ MVS robot shop လို့ခေါ်ရအောင်အဲ့ဒီမှာမင်း robot တွေတွားဝယ်လိုက်အောင် robot 1000လောက်အနည်းဆုံးတွားဝယ်ရအောင် robot 1000မြန်မာငွေ3000ခွဲကျက်ဒါပေမဲ့10% တော့အပိုထည့်ရမယ်ဆိုတော့ကို MVL 123ကိုတုံးရင်အပိုထည့်ရမယ်အောင်ဟာကိုကြီးဟုတ်ပြီကျော်ဝဲပါမယ်ဗျာဝဲမယ်ကျော် robot ဝဲလိုက်ရောအကိုကြီးချင်းနေလားကျော် robot 1000ဝဲဗျာကို MVL 123ကိုလည်းတုံးမယ်ကျွန်တော်10%အပိုရရကျော် robot 1000เนี่ยကျော်တောက်ထည့်ရပြီကျွန်တော်လှုပ်ပေးတော့ဟုတ်ရမင်းတောက်ရရင်တောက်ရအောင်အမေကြီးပါပြီဟုတ်ပြီကျွန်တော်ဟိုကောင်တော့ကျွန်တော်ဆုံးမပြီပေါ့နော်ဟုတ်ပြီဆိုကျွန်တော်ဟိုကောင်တော့ဆုံးမလို့ပြီးသွားပြီဗျကျွန်တော် robot shop လေကြော်ရလို့ပြီးသွားပြီအလဲဟုတ်ပြီဆိုကျွန်တော်ဘာဆက်လုပ်မလဲဆက်လုပ်မယ်ဆိုဒီဘာကြီးကကျွန်တော်တို့တေးလို့ရဗျ Skibidi ရဲ့ wall ဟာတာကိုကျွန်တော်တခြားနေရာမှာသွားဖြစ်မယ်ဗျဒီနေရာလေးကတော့တော်တော်တေးလို့နေဟောဒီတိုင်းတော့ငါရေကူးပြီးတော့တခြားနိုင်ငံမှာ Skibidi water ကိုသွားဖြတ်အောင်မယ်ကွာ bye bye ခွေပရုံ Skibidi dop yes Skibidi dop oh မင်္ဂလာပါ viewer hello မင်္ဂလာပါ oh my god ဆိုကျွန်တော်ခုဘာလုပ်နေလဲသိလားကျော်ခုရတော့ဗျာ boom ဒါတော့ပါကစ္စတန်လို့ခေါ်တဲ့အရန်သေးတဲ့တဲကန်တွေကကျွန်းလေးပေါ့နော်ဟုတ်ပါပြီဆိုတော့ကျွန်တော်ဒီတဲကန်တွေကကျွန်းနိုင်ငံတေးသေးလေးမှာကျွန်တော်လာပြီးတော့ CBDVD ဝါဒကိုကျွန်တော်ဖြတ်မှာဖြစ်ပါတယ်ဟိရောက်နေမင်းတို့အားလို့ခုရစားပြီးမင်းတို့ဖျားနာမည်ဘာတူလဲ Skibidi ပါဆရာဟုတ်တယ် Skibidi လို့ခေါ်တယ်ဟုတ်ပြီဆိုတော့မင်းတို့ Skibidi
ဝေါဟာရကိုမင်းတို့ပိုင်ပိုင်နိုင်နိုင်ရရဲဆိုတော့ငါသိအောင်လို့ငါမင်းတို့မေးခိုးနေမေးမယ်ရအောင်ဒီຢာတွေကိုမင်းတို့ဖြေရမယ်နော်ဒီຢာတွေကိုမင်းတို့မဖြေနိုင်လို့တော့ငါမင်းတို့အားလုံးပဲအခုပဲအိမ်သားနိုင်ငံတော်ကိုခေါ်သွားမယ်ရအောင်နေ ဟုတ်ပါပြီကျွန်တော်မေးခွန်းမေးပါဗျာကျွန်တော်မှန်အောင်ဖြေပါမယ် ဟုတ်ပြီဆိုတော့မင်းတို့ကောင်းလေဒါနဲ့သူတို့ကအရန်တီးနေလို့ကျွန်တော်မမြင်ရပါတော့ဒီမှာလူတွေရှိပါတယ်ဗျဆိုတော့လူတွေရှိတယ်ဆိုပြီးတော့တွေးပါပေါ့နော်အိမ်ထဲမှာသူတို့ပုံးနေလို့ခေါင်းထဲကဖြစ်တွေးပြီးတော့မင်းတို့တွေတခြားလူတယောက်နဲ့ကွာမင်းကယောက်ျားလေးကွာမင်းတခြားဘဲတယောက်သွားတွေးလိုက်တယ်အဲ့မင်းငါဒီကောက်ထက်ပိုလန်းနေကွာပေါ့အဲ့ဒါကိုမင်းတို့ဘာလို့ခေါ်လဲဒါမှမဟုတ်ကွာမင်းသူများထက်လန်းအောင်လို့ကိုယ့်ကိုလှုပ်တာ viewing တွေလှုပ်တာတွေပါကိုမင်းတို့ဘာလို့ခေါ်လဲမင်းတို့အဖြေကို30စက္ကန့်ပဲပေးရရောက်နေ30 9 2 1 3ရဟုတ်ပြီဆရာအဲ့ဒါ mortgage လို့ခေါ်ပါတယ်အဲ့ဒါ MOGCING mortgage လောက်တာပါဆရာသူများထက်ခေါင်းနေအောင်လောက်တာအဲ့ဒါ mortgage လို့တယ်လို့ခေါ်တယ်ဆရာ ဟုတ်တယ်ကွာမင်းတို့မှန်တယ်အဲ့ဒါ mock လောက်တာကွာမင်းတို့တွေလည်းနောက်ရက်တွေကစပြီး mocking တွေလုပ်ရမယ်နော်မင်းတို့သူများထက်လမ်းအောင်လုပ်ရမယ်မင်းတို့အခုကရစပြီး mewing လုပ်ပြီးတော့မင်းတို့ဂျင်ဆော့ရောက်နေကြားလား ဟုတ်ကဲ့ပါဆရာ baby ground ကို raise up လုပ်တဲ့အမျိုးသမီးသမီးကဘာတူလဲကွာ30 20 420 444 80 2 1 0ဆရာအဲ့ limited ပါဆရာဟုတ်တယ်အဲ့မျိုးသမီးက limited ပဲဆရာ limited နဲ့ baby girl ကို raise up လုပ်ခဲ့တာကွာဒါပေမဲ့သူ့ရဲ့ risk level အရင်နေတယ်ပြီးတော့သူ့ရဲ့ aura ကလည်း -100 ဖြစ်နေတဲ့အတွက်သူမမြင်ခဲ့ပါဘူး အေးဟုတ်တယ်မင်းတို့မှန်တယ်ကွာ Lividan ကနေ race up လုပ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ तू မှမသိခဲ့ရကတော့ငါတယောက်တည်းကတာ baby girl ကို race up လုပ်နိုင်တယ်ကွာကြေဟုတ်ပြီငါမင်းတို့နောက်ထပ်မေးရတခုကတော့အရန်လွယ်တယ်မင်းတို့ဒါလေးသာမရလို့ကတော့မင်းတို့ငါတွဲလက်ငရဲပြူချက်ချင်းခေါ်သွားမှာနော်အေးမင်းတို့ဒီတခုတော့မှန်မှဖြစ်မယ်အဲ့ဒါရိုးရိုးလေးကွာမင်းတို့ကောင်လေး mewing လုပ်တဲ့အခါမှာမင်းတို့ရှာကိုဘယ်မှာထားရလဲနံပါတ် A ရှာကိုအပြင်ထုတ်ရတယ်နံပါတ် B ရှာကိုခောက်ထားရတယ်လိတ်ထားရတယ်နံပါတ် C ရှာကိုပါဇက်ရဲ့အောက်မှာထားရတယ်နံပါတ် D ရှာကိုကိုယ့်ရဲ့ပါဇက်ရဲ့ခေါင်းမိုးမှာကတ်ထားရတယ်ကဲမင်းတို့10စက္ကန့်ရမယ်30 9 69 6 8 9 1 0အပြေပါကနံပါတ်ဒီပါဆရာရှာကိုယ့်ရဲ့ပါဇက်ခေါင်မိုးရဲ့အပေါ်မှာကတ်ထားရတယ်ကွာ အေးဟုတ်တယ်ကွာမင်းတို့မှန်တယ်မင်းတို့အခုကတော့ကြည့်ရတော့မေခွန်း3ခုတော့မှန်သွားပြီကွာဒါပေမဲ့ငါမင်းတို့မေခွန်းသားတဲ့2ခုမေးအောင်မဲကွာအဲ့ဒီမေခွန်း2ခုကတော့မေခွန်းမဟုတ်တော့ရအောင်မင်းတို့လှုပ်ဘူးခဲ့လားငါမေးမယ်မင်းတို့မလှုပ်ဘူးလို့ကတော့မင်းတို့ကမရတော့တော့ဟုတ်ရင်မေခွန်းနံပါတ်4မင်းတို့ခိုင်စနန်နဲ့ Fortnite ဆော်ဘူးလားမင်းတို့ခိုင်စနန်နဲ့ FIFA ဆော်ဘူးလားရောက်နေ30 8 9 6 C A B T 0ဟုတ်ကဲ့ဆရာကျွန်တော်ခိုင်စတဲ့ Fortnite ဆော်ဘူးရဆရာဒီမှာကျွန်တော်ခိုင်စတဲ့ Fortnite ဆော်ဘူးပါတယ်ဒါဆိုငါမင်းတို့နောက်ဆုံးမေးခွန်းတစ်ခုမေးမယ်မင်းတို့ကလည်း Phantom Tax အခွန်ဆောင်လာရောက်နေမင်းတို့ Phantom Tax နေစဉ်ပုံမှန်ပေးလာရောက်နေ30 9 8 9 6 5 4 3 2 1ဟုတ်ကဲ့ဆရာကျွန်တော်အခွန်တေးချဆောင်ပါဆရာကျွန်တော်နေစဉ်ပုံမှန် Phantom Tax အခွန်ဆောင်ပါတယ်ပြီးကျွန်တော် Skibidi ဝါလာကိုကျွန်တော်အပြည့်အဝယုံကြည်ပါတယ် Skibidi ဖျားကိုကျွန်တော်ကိုးဝေပါတယ်ဆရာအေးဟုတ်ပြီအေးမင်းတို့တော်တယ်အခုကဆိုရင်ဖြစ်ပေါ့နော်ကျွန်တော်ကောင်းကျိုးရောက်မလို့ပါကစ္စတန်ဆိုတဲ့ကျွန်းတေးလေးနိုင်ငံလေးကိုကျွန်တော်တွေ Skibidi ဝါလာကိုတွားဖြတ်ခဲ့ပါတယ်ခင်ဗျာဆိုတော့ဒါတွေကိုကောင်းတယ်ထင်ရင် yes လို့ comment မှာရေးတော့ပါခင်ဗျာ let's go